လိုချင်တာရနိုင်ဖို့လက်တွေ့ကျင့်သုံးစုံလိုချင်တာရတယ်ရချင်လို့ရှိရင်လက်တွေ့လုပ်ဖို့လိုတယ်လက်တွေ့လုပ်ဖို့လိုတယ်လောကမှာလိုချင်စရာကောင်းတာတွေမြတ်စွာဘုရားထောက်ပြထားတာခြုံငုံပြီးတော့10မျိုးဆိုထောက်ပြတယ်အဲ့ဒီ10မျိုးရဖို့ရအတွက်အကြောင်းတရားတွေကသူ့ဟာနဲ့သူရှိတယ်အကြောင်းတစ်ခုတည်းနဲ့အဲ့ဒီ10မျိုးလုံးကိုမရနိုင်ဘူးဥပမာမဲ့လမ်းကြောင်းတစ်ခုတည်းကနေပြီးတော့ခရီးစုံကိုမရောက်နိုင်ဘူးသူလမ်းနဲ့သူခရီးနဲ့သူ့အကြောင်းနဲ့သူဒီလိုလုံးမသာနဲ့ရောက်နိုင်ရနိုင်ဒါကြောင့်မို့လိုချင်စရာ10မျိုးရှိတယ်လို့လိုချင်စရာရနိုင်ဖို့နိလန်းတွေကလည်းပဲ10မျိုးရှိတယ်အဲ့ဒါတွေကိုပူးတွဲမှတ်သားဖို့အဲ့တော့လိုချင်စရာတွေတော့ဟုတ်တယ်လိုချင်စရာရနိုင်တဲ့အကြောင်းရှိတယ်လို့လိုချင်စရာကိုမရနိုင်အောင်ဖြစ်ပေါ်စေတတ်တဲ့အကြောင်းတရားတွေလည်းရှိတယ်တဲ့စัจ မဲ့ဆိုတာနေရာတိုင်းမှာရှိတယ်အဲ့တော့ကိုယ်ကမှန်ကန်တဲ့အကြောင်းတစ်ခုကိုရွေးချယ်အဲ့ဒါတွေကိုမြတ်စွာဘုရားကဒီသုတ်တံမှာအသေးစိတ်ဟောထားတာနံပါတ်1လူချင်းစရာကိုယ့်ကိုပြန်စဉ်းစားကြည့်ပေါ့မြတ်စွာဘုရားကတော့ဒါလူချင်းစရာလို့လောကလူသားတွေလူချင်းတဲ့အရာလို့သို့တော်ရဖို့ခက်တယ်လို့ဒီလိုဟောထားအဲ့ဒါပါလေလို့ဆိုရင်နံပါတ်1ကဘောခနာစိစိတ်ဥစ္စာခဏစိစိတ်ဥစ္စာဆိုတာတိုက်တို့ကားတို့ပစ္စည်းပစ္စယအားလုံးဒါတွေကဘောခလို့ခေါ်တယ်ရွှေတွေငွေတွေလူတွေရဲ့အသုံးဆောင်တွေမှန်သမျှဘောခဆိုတာအသုံးပြုစရာလို့အဓိပ္ပာယ်ရတယ်အိမ်တွေတိုက်တွေမှာမရှိမဖြစ်ဘူး30သွားစရာလာစရာရင်ရှိရမယ်မရှိမဖြစ်ဘူးရွှေငွေပိုက်ဆံရှိရမယ်မရှိမဖြစ်ဘူးစားစရာတောက်စရာရှိရမယ်မရှိမဖြစ်ဘူးဝတ်စရာမရှိမဖြစ်ခြုံငုံပြောမယ်ဆိုရင်ဘဝတစ်ခုမှာယတ္တိဖို့အတွက်ဘောခလို့ခေါ်တယ်သုံးဆောင်စရာပစ္စည်းဟာအချုပ်အားဖြင့်ပြောမယ်ဆိုရင်ဘာလဲလို့ဆိုစားစရာရဲ့ဝတ်စရာရဲ့နေစရာရဲ့မကြမ်းမမာဖြစ်လို့ရှိရင်ဆေးဝါးဒါလောကလူတွေအသက်ရှင်မှုအတွက်မရှိမဖြစ်တဲ့အရာတွေကြီးပဲအဲ့ဒါတွေကိုခြုံငုံပြီးတော့ဘောဂလို့ခေါ်လိုက်တာမြန်မာလိုပြန်တော့စီးစိမ်ဥစ္စာတဲ့ဒီထဲမှာအလုံးခြုံငုံထားတာအဲ့ဒါတွေကိုရဖို့ရအတွက်သူ့ဘာသူတော့ရလာမှာမဟုတ်ဘူးတဲ့ရသော်ဘုရားကဘောခဆိုတဲ့လူတွေရဲ့လိုအပ်ချက်လိုချင်တာရဖို့ဘာလုပ်ရမလဲလို့ဆိုဥဋ္ဌာဏံအနာလတယံဘောခဏံအာဟာရောရသော်ဘုရားဆိုလိုတဲ့အဓိပ္ပာယ်လေးကဥဋ္ဌာဏလုံလဝိရိယရှိမှုအနာလတယလုပ်ငန်းလုပ်တဲ့အခါမှာမပြင်းမှုလုံလဝိရိယရှိမှုဒီမပြင်းမှုအလုတ်အကင်မပြင်းမှုဟာတဲ့ဘောခဏံအာဟာရောစိစိမ်ဥစ္စာတွေရဖို့အတွက်အကြောင်းဖြစ်ပါတယ်ဘုရားဟောတဲ့တရားဘယ်လောက်လက်တွေ့ကြဒီဥစ္စာရချင်တယ်ဆိုရင်ကြိုးစားတဲ့မပြင်းနဲ့ရနိုင်တဲ့နိလန်းတွေရှိတယ်အဲ့ဒီနိလန်းတွေအတိုင်းကြိုးစားလို့ဒီလိုဆိုဒါတကယ်ဟုတ်တာပေါ့ကြိုးစားရှာတဲ့လူတွေ
ကိုယ်နိုင်ငံမှာလည်းကြိုးစားရှာကြတယ်နိုင်ငံရခြားတွေသွားပြီးတော့ကြိုးစားရှာကြတယ်မကြိုးစားဘဲနဲ့ပြင်းနေတဲ့လူကဘာမှမရဘူးဆိုတာသိချတာပေါ့အယောင်းဝယ်လောက်တာတော့မှကြိုးကြိုးစားစားလောက်ကြပြင်းနေလို့ရှင်မရဘူးတကယ်နီးရမှအကြည့်ပဲဘယ်ခေတ်ဘယ်ခါကာလပဲဖြစ်ဖြစ်စည်းစိမ်ဥစ္စာတွေနဲ့ပြည့်စုံရင်ကြိုးစားကြရမယ်မြတ်စွာဘုရားကတမ္ပရာတရား၄ပါးဟောထားတဲ့ထဲမှာဥဋ္ဌာဏတမ္ပရာဆိုတာအလုံးနာကြားနာဖို့ကြဒီဘဝကြီးပွားတိုးတက်ဖို့အတွက်ကိုလုပ်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့လုံလဝိရိယရှိရမယ်တဲ့လုပ်ငန်းလို့ဆိုတဲ့ဖြင့်အစိုးရအမှုထမ်းပဲလုပ်အယောင်းအဝယ်လုပ်ငန်းပဲလုပ်ဘာပဲလုပ်တက်ကြွကြိုးကြိုးစားစားလုပ်ရမယ်လို့ဒီလိုဆိုပြင်းကြီးပြီးတော့မနေရဘူးတဲ့မကြိုးစားလို့ရှိရင်နိုင်ငံသားတွေမှာသွားလုပ်တဲ့လူတွေဆိုလို့ရှိရင်ပြင်းလို့အလုတ်ဝင်တာနောက်ကျတာနဲ့တပြိုင်နက်နိုင်ပိုင်းလိုက်ဖြတ်ခံရတာရှိတယ်ကိုရမဲ့အခွင့်အရေးတွေဆုံးရှုံးနေတာအဲ့ဒါကြောင့်ဥဋ္ဌာဏဆိုတာကြိုးစားအထောက်မှုရှိကိုရှိရတယ်အဲ့လိုကြိုးစားအထောက်ဆိုတဲ့ထဲမှာအမျိုးမျိုးပေါ့လေဝန်ထမ်းလုပ်တာကတစ်မျိုးကိုယ်တိုင်စည်းပွားရှာလုပ်တာကတစ်မျိုးပေါ့ကိုယ်တိုင်စည်းပွားရှာပြီးဆိုလို့ရှိရင်တော့ကြိုးစားအထောက်မှုဆိုတဲ့ထဲမှာဘာတွေလိုအပ်တယ်လဲလို့ဆိုရင်လုပ်ငန်းကျွမ်းကျင်မှုဆိုတာလိုအပ်တယ်နည်းပညာဆိုတာလိုအပ်တယ်မပြင်းမရိဇွဲကောင်းဖို့ဆိုတာလိုအပ်တယ်အဲ့ဒီအချက်၃ချက်နဲ့အညီကြိုးစားအထောက်မှစီးစိမ်ဥစ္စာစီးပွားဥစ္စာဆိုတာတိုးတက်မယ်အဲ့တော့အဓိကအချက်ဖြစ်တဲ့အချက်ကိုမြတ်စွာဘုရားကဥဋ္ဌာဏအနာလတယဘောဂနာအာဟာရောတက်ကြွနဲ့လုံလဝိရိယရှိကြိုးစားမယ်လုပ်ငန်းလုပ်တဲ့နေရာမှာပြင်းကြီးခိုးကတ်ခြင်းမရှိဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာစီးစိမ်ဥစ္စာတွေရဖို့ရအတွက်အကြောင်းတရားပြည့်စုံပြီစီးစိမ်ဥစ္စာရခြင်းလို့ရှိရင်တွေ့ကျင့်သုံးအောင်လုံလဝိရိယနဲ့ကြိုးစားအထောက်လုံလဝိရိယဆိုတဲ့ထဲမှာခုနပြောရင်ဘယ်လိုလုပ်ရင်ရနိုင်တယ်ဆိုတဲ့ဤပညာတို့လုပ်ငန်းကျွမ်းကျင်မှုတို့ဇွဲကောင်းမှုတို့ဆိုတာပါဝင်မိသားဖြစ်တယ်လို့ဒီလိုမှတ်